လောင်ကစားဆိုတဲ့အမျိုးကဘယ်လောက်ပဲဖြစ်မလောက်ဘူးလေအေးအခုချွေရဘယ်လောက်တော့သူဆွဲကြိုးရတယ်သူပေါင်ထားတယ်အမသူဆွဲကြိုးလည်းသူပေါင်ထားသူဆွဲကြိုးပြက်ရောင်ပေးပါငါဆွဲကြိုးနှုတ်ပေးပါလို့ပြောတာနှစ်ကုန်းတစ်ကုန်းလိုက်ပေါ့အမရဲ့ညီမတောင်းတမနဲ့တူးထောက်ပြီးတော့ဥကုန်းချတယ်မလုပ်ပေးနိုင်ဘူးတဲ့ဖာခံစားရတယ်လို့ဘာမှမပြေဘူးအေးလေဖာခံပြီးတော့သူ့လှုပ်ကြည့်လိုက်ပေါ့ညီမရဲ့မကောင်းလားအဲ့လိုအနေထားမျိုးမှစီးရလေသူပြောတဲ့ပုံစံဖာခံစားဆိုတော့ကိုမိမကိုဖာခံခိုင်းနေဆိုတော့အေးရှင်လက်မြင်ကျင်ဘူးတဲ့အခန်းမှာလည်းမြင်ကျင်ဘူးတဲ့သူများခန့်မလဲညသွားအိတ်တာဖာခံသွားအိတ်တာတဲ့ဖာခံစားတာတဲ့ငါထမင်းစားတာမရှိလို့နေတုံထားလေလို့ထမင်းစားမယ်ဆိုတော့တုံပြစ်တာကျုပ်ကငပီလေးနဲ့စားမတုံပြစ်တာစားမှကြောင့်နေမှာဘောတုံပြစ်တာဖျားပေးတဲ့ပြတငယ်ချင်းကလာကြည့်ပါဦးငါမဖွားဆိုတယ်လို့ကိုကြည့်ရပါဦးထမင်းစားတော့တုံပြစ်တယ်လို့တော်စိတ်နာတယ်ကောမြင်ဘူးတွေ့ဘူးလို့အရင်ဘုန်းကြီးတစ်ချက်ခေါက်နောက်ဘုန်းကြီးနှစ်ချက်ကိုခေါက်တာလို့တော်ပါပြီနောက်လည်းရပါပြီဆွဲချိုးနဲ့လမ်းစရိုင်းတင်ပါမယ်လို့ငါပြောမှာကတ်ရည်လိမ့်မယ်လို့အားပါပဲလေလို့လေလုံးကိုပတ်မိုးပြီးကြိုက်တာဆွဲချိုးလည်းပေးရတယ်လူလည်းနစ်မွန်းသေးတယ်အေးအဲ့ဒါရှင်တုံးလို့လေရှင်အားလို့လေဩသူများထိုင်းနိုင်ငံမှာလာတယ်ဆိုတာဒီမှာပတ်စံအထောက်ပတ်ပေးလို့လမ်းစေးပေးလို့တက်လာတဲ့လူပဲငါကြားဘူးတယ်အခုနေကစပတ်လည်းတက်လာခံသေးတယ်ထိုင်းနိုင်ငံမှာကိုလမ်းစေးနဲ့ကိုလာတယ်ဆိုတော့နေဆိုတဲ့ကောင်မသူများဖာလို့ပြောရလဲဟိုဖာဆိုတာပတ်စံရတဲ့ဖာမဟုတ်ပတ်စံပြန်ပေးရတဲ့ဖာလို့ခေါ်တာအေးကိုအစင်းနဲ့ကိုမနေဘူးညီမမိန်းကလေးဖြစ်ပြီးတော့ညီမရုပ်ချောလေးပဲအသက်ဘယ်လောက်ရှိပြီလဲရုပ်ထွားမဟုတ်ဘူးမညီမ35နဲ့ကျော်ပြီ35နဲ့ရှိသူက4040သူက40ညီမ35သူကညီမကလေးတွေကပွဲသွားတာအသက်ဟိုက20ကျော်ရပါလားအိမ်အောင်ကားသမားလေးချမ်းသာတယ်ကားသမားလေးကကားသမားဖောက်ပြန်သွားတာနောက်မိမိုက်သွား3ယောက်လောက်သွားကားသမားအားလေညီမလေးနစ်မွန်းနေခိုင်ကြီးနဲ့မြင်နေဖောက်ပြန်ခံရတယ်ဆိုပြီးမွေးလိုက်တာညီမဖိုင်စားတယ်ခိုင်ကြီးနဲ့တော့ဖောက်ပြန်တာကားပေါ်တွန်းချသူကလည်းအဆိုးပဲဒီတယောက်ကပို့တော့ဗောပြောမှဆိုဒီတယောက်ကပို့ဆိုရင်သမင်းလေးစားငတ်ခံနေရေလည်းမတော့အောင်ဒီကပို့ဆိုတယ်မပထမဘိုးရတစ်ချက်ပဲခောက်တာနောက်ဘိုးကြီးနှစ်ချက်ကိုခောက်လိုက်နှစ်ချက်ကိုခောက်တာနောက်တစ်ယောက်ယူရင်3ချက်ခောက်နေသိပြီယူတော့ဦးတော်ပြီတာသမီးကိုမျက်နှာကြည့်ပြီးတော့တာသမီးကိုလုပ်ပြီးမယ်ဘွားကိုရှင်းမလေးမယူဘူးဆိုတဲ့ကောင်မတွေကပဲလင်များသွားတာနော်မလေးမရဲမယူတော့ပါဘူးဒီမှာနောက်လာရနေပါပြကြည့်ပါဦးမျက်နှာပြကြည့်ပါဦးဟေးမျက်နှာပြကြည့်ပါဦးမငိုနဲ့တိတ်ဒီစပတ်ရတော့ရပြီးတော့ဟဲ့ဘာပြတော့ဟဲ့ငိုပြန်ပြီသင်္ကန်းစာရပြီလားနဲ့သင်္ကန်းစာရပြီလားဟုတ်ကဲ့ဒီလိုရတယ်ရင်ထားနေတယ်အမပြောနေရင်လည်းမသိအောင်ပြတာလေအမမသိတော့ဒီမှာစားလေးအောင်ကြည့်ပြီးသူနောက်လာတော့သူကကိုကြီးမစားတာကိုပြောတာပါဩယောက်ျားဆိုတဲ့အမျိုးကညီမရဲ့လိုးပြီးပြီလေလိုးလုံးဝပြီဆိုလို့ရှိရင်တော့ရှင့်ကိုခယူမဆိုင်တော့ဘူးလေမလို့ခင်တော့ပြောကောင်းတာဗောလို့အဲ့ဒါနေလို့မိန်းကလေးတွေကယုံပဲမှာညီမသွားရမှာသူများကန်းသွားမှာသူကြီးတော့ကိုတော့ပါသူကြီးကိုရောဒီမှာစကြဘလို့လို့ပြီးမှကောင်းလေးပြန်ကိုင်းပေးမယ်တဲ့ပလိတ်မိုးရင်တော့မဒီကိုတော့ပါလဲမတဲ့ကြီးဆုံးကြကြီးရဲ့တဲ့ကောင်းလေးရဲ့တဲ့မင်းအဲ့လိုလုံးနဲ့ပြန်ခိုင်းလို့ရှိရင်ပြကြပြီးပြောပြီးမယ်တဲ့3-4ယောက်နဲ့ဝိုင်းပြောပြီးမယ်သူခဲအောင်မသွားနဲ့တဲ့အမိမတမီးသားချင်းတို့သူများကန်းတော့တမီးကမစားဘူးလေမမစားရဲဘူးကိုကကိုပြီးလာကြတော့တော်လာလေခိုးလာချက်တာဟောညီမရဲ့မနဲ့ပြောချင်တာယောက်ျားတစ်ယောက်ယူတော့မယ်ဆိုလို့ရှိရင်ကိုယောက်ခမနဲ့ကိုစကားပြောရမယ်လေကွာကိုဆွေမျိုးကိုယောက်ျားဆွေမျိုးနဲ့စကားပြောရမယ်လေညီမအခုသူ့မှာခလေး3ယောက်အဖေရလားဟဲ့အဲ့ဒါလည်းနေမသိဘူးပေါ့ဗျာသူများမရင်ငယ်ရောညီမပြောမသိရတယ်စီဦးလာတဲ့ကလေးမတဲ့တကယ်ကြီးပြောပါတယ်မသိပါဘူးတိုးနေပါတော့ဘာလို့တို့လိုပဲလို့ဩညီမရေဗျာ
ရှင်မရှင်အေးစင်းနေတာနဲ့အစင်ပြေနေပြီရှင်လေရမရှင်ဒုက္ခရောက်တယ်ဟော အဲ့မတို့ဘာကောင်းရုံသေးဆိုအေးစေးအထင်အောင်လာလိုက်ပြီးတော့တောင်မွေးတက်တာအခုတဖြည်းဖြည်းဆိုပြိုးနေရအာညီမတို့ရွာတွေပဲ ညီမရွာဘာမှလဲရမဲတင်းရလား တင်မဲတဲ့တဖြည်းဖြည်းဟာလိုက်ပေါ်ပါတဖြည်းဖြည်းကလေးတော်မြုပ်သွားဟောပါရဲ့အာညီမတို့ရွာလေး